ခရစ်စမတ်ရဲ့မူလဗုဒ္ဓဒီဇင်ဘာလရောက်တာနဲ့ခရစ်စမတ်ပွဲတော်ကာလရောက်လာတော့မယ်ဆိုပြီးတော့အားလုံးဒီပါစိတ်လှုပ်ရှားနေကြတာပါနောက်ပြီးခရစ်စမတ်ဆိုတဲ့အသုံးအနှုန်းကြောင့်ဒါကဘာသာရေးပွဲတော်ခရစ်ယာန်တွေနဲ့ပဲသက်ဆိုင်နေခရစ်တော်မွေးဖွားပြီးတော့မှပဲဖြစ်လာခဲ့တယ်လို့ထင်မိကြမှာပါအမှန်တကယ်တော့ခရစ်တော်မမွေးဖွားခင်နှစ်ပေါင်းရာချီကတည်းကခရစ်စမတ်နဲ့အနှစ်သာရတူညီတဲ့ပွဲတော်တွေရှိခဲ့ပူပါတယ်အဲ့ဒီချိန်တုန်းကတော့ဆောင်းရာသီရဲ့အမောင်မိုင်ဆုံးနေ့ရက်တွေမှာအလင်းနဲ့ပြန်လည်မွေးဖွားခြင်းပွဲဆိုပြီးတော့ကျင်းပခဲ့ကြတာပါအဲ့ဒီတုန်းကဥရောပမြောက်ပိုင်းမှာ North တိုင်းပြည်ဆိုတာလည်းရှိခဲ့တာပါနာမည်ကျော် Viking စစ်သည်တော်တွေရဲ့ဒေသဆိုရင်လည်းမမှားပါဘူးအခု Scandinavia လို့ခေါ်ပြီးတော့ Norway, Sweden, Denmark, Iceland, Finland တို့ရှိနေတဲ့နေရာတွေပါအဲ့ဒီမှာဆောင်းရာသီရောက်တိုင်း U ဆိုတဲ့ပွဲတော်ကိုကျင်းပကြပါတယ်ထူးခြားချက်ကတော့စိမ့်ဆူနေတဲ့သစ်ပင်တွေကိုခုတ်လဲအိမ်ထဲကိုဆွဲထည့်မိဖို့တဲ့ထဲကမိရှို့ပြီးတော့ကံကောင်းခြင်းတွေရနိုင်ဖို့ဆူတောင်းခဲ့ကြတဲ့ပွဲတော်ပါပဲနောက်ပြီးတော့ရောမခေတ်တုန်းကလည်းဒီဇင်ဘာပွဲတော်တွေရှိခဲ့တာပါအဲ့ဒါကိုတော့စီတန်နီလီယာလို့ခေါ်ပါတယ်ဆောင်းရာသီမကုန်ခင်တပတ်အလိုလောက်မှာစိုက်ပျိုးရေးနဖရာစီတန်ကိုအစားအသောက်အဖျော်ရမကာတွေဆက်ကပ်ဆူတောင်းကြတဲ့ပွဲဖြစ်ပါတယ်ဆောင်းရာသီဖြစ်တာကြောင့်မိဘုံပွဲလောက်ရတဲ့ကိစ္စကတော့မပါမဖြစ်ပါပါတယ်နောက်ပြီးရောမခေတ်မှာပဲနေနဖရာမစ္စတရာကိုပူဇော်ရတဲ့ပွဲတစ်ခုထပ်ရှိနေတာပါနဖရာမစ္စတရာကိုရောမစစ်သားတွေကုန်းသည်တွေအုပ်ချုပ်သူတွေကကိုးကွယ်ကြပါတယ်သူကအလင်းရောင်သစ္စာတရားတတ္တိနဲ့မကောင်းမှုကိုအောင်နိုင်ခြင်းရဲ့သင်္ကေတလို့ယုံကြည်ခဲ့ကြတာပါပွဲတော်ကိုလည်းမေတ္တရာရဲ့မွေးနေ့ဖြစ်တဲ့ဒီဇင်ဘာလ25ရက်နေ့မှာကျင်းပခဲ့ကြတာပါအဲ့ဒီပွဲတော်ကတစ်နှစ်ပတ်လုံးရဲ့အကြီးကျယ်ဆုံးပွဲလေးဖြစ်ပါတယ်ပထမရာစုနှစ်လောက်မှာတော့ခရစ်ယာန်ဘာသာကပြန်ပွားလာပါတယ်ဒီချိန်မှာတချို့သောရိုးရာဓလေ့တွေကစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လာခဲ့ရတာပါဒါပေမဲ့ခရစ်တော်ကိုဘယ်နေ့ဘယ်ရက်မွေးဖွားတယ်ဆိုတာကိုတော့အထူးအကျဖော်ပြမထားဘူးလို့သိရပါတယ်အဲဒါကြောင့်ယောမနဖရာမေတ္တရာရဲ့ဒီဇင်ဘာလ25ရက်နေ့ကိုပဲခရစ်တော်မွေးဖွားရနေ့အဖြစ်သတ်မှတ်ခဲ့ကြတဲ့ဆိုတဲ့ theory တွေရှိခဲ့တာပါ4ရာစုလောက်မှာတော့ဒီဇင်ဘာ25ကိုခရစ်တော်မွေးဖွားခြင်းနေ့တနည်းအားဖြင့် Nativity ပွဲတော်နေ့အဖြစ်နဲ့တရားဝင်ကြေညာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ရောက်ရင်ယောမဒလေးကိုလက်ဆင့်ကမ်းကြတဲ့သူတွေ North တိုင်းပြည်ဒလေးကိုဆက်ပြီးတော့ကျင်းသုံးခဲ့တဲ့သူတွေကသူတို့ရဲ့ရိုးရာပွဲတွေကိုလည်းပူးတွဲဆင်နွှဲခဲ့ကြတာပါဖခင်เจ้าကနှစ်ပေါင်းများစွာကျဲသုံးလာတဲ့ဒလေးတွေကိုပိတ်ပင်တားဆီးလို့မရမှန်းသိလိုက်ချိန်မှာတော့လက်ခံပေးလိုက်ရပါတယ်ဒီလိုကနေခရစ်စမတ်သစ်ပင်တွေဖြစ်လာတာပါနောက်ပြီးအဲ့ဒီနေ့မှာအစုလိုက်အပြုံလိုက်ဝတ်ပြုတာကိုအဆွဲပြုပြီးတော့ခရစ်စမတ်ဆိုတဲ့အသုံးအနှုန်းကပေါ်ထွက်လာပါတယ်အဲ့ဒီချိန်ထိ Santa Claus ကမရှိသေးပါဘူးအဲ့ဒီ400စုနှစ်မှာပဲလူအများရဲ့ချစ်ခင်လေးစားခံရတဲ့ဖုန်းတော်ကြီးနီကိုလတ်ကကွယ်လွန်ခဲ့ရတာပါသူကွယ်လွန်တဲ့ဒီဇင်ဘာလ6ရက်နေ့ကိုစိတ်နီကိုလတ်နေ့အဖြစ်နဲ့သတ်မှတ်လိုက်ပါတယ်ပြီးတော့အထိမ်းအမှတ်ဖြစ်လိမ္မာတဲ့ကလေးတွေကိုလက်ဆောင်လိုက်ပေးတဲ့ဒလေးဖြစ်လာခဲ့တာပါနှစ်ပေါင်း1500ကြာပြီးတဲ့နောက်1822ခုနှစ်မှာတော့အမေရိကန်ဗမောက်ခကလီမစ်ကလတ်မိုးကခရစ်စမတ်အကျိုးညဆိုတဲ့ကြပြားတစ်ပုဒ်နဲ့ဒီဇလန်ကိုပြောင်းလဲလိုက်ပါတယ်သူ့ရဲ့ကြပြားထဲမှာတေတော်စီကြီးဆန်တာကလော့စ်ကနှင်းတရေဆွဲတဲ့လှဲကိုစီးပြီးတော့ကောင်းကင်ကနေခရီးနေမိကိုတော်ကဝင်ရောက်ပြီးတော့အိမ်တွေကိုလိုက်လေတယ်လို့ဖော်ကျူထားခဲ့တာပါအဲဒီကနေစိတ်နီကိုလတ်နဲ့အထိမ်းအမှတ်ကလေးတွေကိုလက်ဆောင်လိုက်ပေးတဲ့ဒလေးနဲ့ပေါင်းဆက်လိုက်ပါတယ်ဒါပေမဲ့ဆန်တာကလော့စ်ရဲ့ရုပ်ရည်ကိုတော့ဘာမှပြောမထားခဲ့ပါဘူး1863ခုနှစ်မှာတော့ကာတွန်းဆရာသောမတ်နက်စ်ကအခုတွေ့နေရတဲ့ဆန်တာကလော့စ်ကိုပုံဖော်ပေးလိုက်ချိန်မှာတော့ခရစ်စမတ်ပွဲတော်ကပို့ပြီးတော့မြိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ